2017ကမ္ဘာ့ဖလားပြိုင်ပွဲမှာပိုစွဲနိုင်တဲ့အသင်း၅သင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်5နေရာမှာပေါ်တူဂီကိုကျွန်တော်ခန့်မှန်းထားတယ်။ပေါ်တူဂီမှာကြတော့ကျွန်တော်တို့ရဲ့ဂိုးသမားနေရာမှာဆိုရင်တကယ် top တင်တာပေါ့နော်။ကျွန်တော်တို့ဒီပေါ်တူကဒီယိုကိုကစတာတို့ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့အနောက်တိုင်းမှာဆိုရင်ကျွန်တော်တို့မန်စီးတီးကလူဗန်တန်ယာတို့ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီဘာဆိုနာကကန်ဆယ်လိုတို့ရှိတယ်။နောက်တော့ကျွန်တော်တို့မန်ယူမှာဆိုရင်ဒေါ်လာတို့လိုမျိုးပါလာတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ကွင်းလက်ပိုင်းမှာဆိုရင်အရန်ကိုတောက်တင်တာပေါ့နော်ကျွန်တော်တို့မန်ယူက Bruno Fernandes တို့ပါလာတယ်နောက်တော့ကျွန်တော်တို့ PSG က Vitinha တို့နောက်ပြီးတော့ Joao Neves တို့ပါလာတယ် Man City ကနေပြီးတော့ကျွန်တော် Man City မှာဆိုရင် Bernardo Silva တို့လိုမျိုးကစားသမားတွေပါလာတဲ့အတွက်ကြောင့်သူရဲ့ကွင်းလက်ကလည်းအရန်ကိုမှတောက်တင်တဲ့ကွင်းလက်တစ်ခုဖြစ်တယ်နောက်ပြီးတော့အရှိတန်းကိုကြည့်မဲ့ဆိုရင်လည်းကျွန်တော်တို့ Cristiano Ronaldo တို့လိုမျိုးပါလာတယ်နောက်ပြီးတော့ Joao Felix တို့လိုမျိုးနောက်ပြီးတော့ Gangaro Ramos တို့လိုမျိုးပါလာတဲ့အတွက်ကြောင့်မလို့အသင်းက2026ကမ္ဘာ့ဖလားမှာပိုဆွဲနိုင်ဖို့ရေပန်းသစုပ်အသင်းလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့စတီယာရိုနယ်ဒိုကဒီကမ္ဘာဖလားကိုပေါ့နော်ချန်ပီယံဖြစ်အောင်ဆောက်ဆောင်နိုင်မလားဆိုတော့ကိုစချီဖို့ရင်ခုန်စရာအကောင်းဆုံးအသင်းလည်းဖြစ်တော့ပေါ့နော်